ဒီနေ့ကျွန်တော် Minecraft တင်ဆက်ပေးမယ်ဒီနေ့ကျွန်တော်ရဲ့ Minecraft ရွာလေးမှာကျွန်တော်ရဲစခန်းဆောက်တာဖြစ်ကျွန်တော်ရဲစခန်းကျွန်တော်ပြီးတက်ဆောက်ပြောင်းလုပ်ပါတယ်ဒါတော့ကျွန်တော်တင်နေချင်းခွေးအိမ်ပါဟုတ်ပါတယ်ရဲတဲ့ခွေးပါသူလည်း YouTube ဝင်လာတယ်ကောင်းခန့်ဆိုလားဘာဆိုလားညာဆိုလားမသိတဲ့ပဲပြောတော့မသိဘူးဒီဘက်ကကျွန်တော်ဆက်အောင်โอเคကျွန်တော်ကမီးပြန်အစစ်စားနဲ့ကျွန်တော်ဟိုဖွင့်တင်လိုက်တာဟာမသိလိုက်တယ်ဟိုမှာခရစ်ပါတက်လာခရစ်ပါလို့စောက်ကြိုးတင်ဒီဘောတော့ဘလို့တက်လာတယ်ရောခရုတ်တွေတော့တက်ကျွန်တော်ထပ်ဆောင်ဖြစ်ပါတယ်ခုတလို့တော့ကျွန်တော်စက်တိုက်လိုက်ခင်ကျွန်တော်တင်ပေးထားပါတယ်ဒီနေ့တော့ Minecraft တင်ပေးမယ်လို့ဆုံးဖြတ်ထားလို့တပေါက်နဲ့ကွာချဒါဒီဘောပါအတုံးဟိုဘလော့တုံးပေါ့မိုက်တော့ပေါက်လူငါအော်ရငါဘလို့ဆောက်အောင်လဲဆိုတော့ဘလို့ဆောက်ဒီတော့ဒီမှာပါဗျာတော့ဒါလေးဆောက်ရဲစခန်းဆိုတော့အပြာနဲ့အနီပါဗျာပြာရောခဏလေးဆောက်ပါလာပြီဟိုအပြာနဲ့အနီရွေးရအောင်နော်အပြာနဲ့အနီမေ့သွားလို့အနီရိုးကြောက်ခေါင်းမမှားရရတယ်ရဲစကမဆောက်တာရှောက်ဆောက်တာမှာပါဆိုတီมาไว้เล่มအမဲလေးစောက်တယ်ကွာအမဲလေးမှနည်းနည်းလေးနေတာခံတာဖြစ်ဒါပေါ့my god နေဟိုမိုင်းဒီပါကျွန်တော်လိုအပ်တဲ့ပစ္စည်းကျွန်တော်တွားချရရဲစခန်းဖြစ်ပြီးဟောမှောင်မဲတုတ်ပြရန်တမ်းမနဲ့ချထောင်ဆုံးတော့အပေါ်ချောင်းရwhat did you see လို့ညဘက်မီးမလာပါဘူးလို့ချန်ဝင်နေပါတယ်တို့ဘာလို့ဗီဒီယိုကလေးလေးစောက်ပြီးထားပါတယ်
ဒီနေ့တော့ကျွန်တော်ထပ်ဆောက်ပြီးဖြစ်ပါတယ်ကျို့ဒီညတော့ကျွန်တော်ကိုးတော့ပဲပါကျွန်တော်ရဲ့ရွာလာမဲ့သူဗျာကျွန်တော်ရွာလာခြင်းနဲ့တူပြပါလာခြင်းမရပါဘူးလူတွေမသိအောင်ကျွန်တော်မြေရောက်ခန်းကျွန်တော်စောက်ထားပါတယ်မြေရောက်ခန်းကျွန်တော်ပရိသတ်တွေပြသူ့ကိုပြပါတယ်အဲ့တော့ပြန်ကျွန်တော် subscribe မရမှာနော်စားလာရပါတယ်ပြန်တန်းပြီးရောဟောမောကျွန်တော်နောက်ပြီးကျွန်တော်ဘာဆောက်ရမလဲဆိုပြီးကျွန်တော်ကောမမှာရေးခဲ့ပြီပါဒီနေ့ဗီဒီယိုဒီလောက်ပါပဲလို့မပြောသေးပါခဏလေးကျွန်တော်ဘာဆောက်ရမလဲကောမမှာတော့ရေးထားပြီပါအဲ့ကျွန်တော်စဉ်းစားနေစဉ်းစားလို့ခဏဆော့ဟဲ့ဟောဘယ်သူပြောရလဲဒီကောင်ငါဟမ်对ဟောတော့တွေ့ပါဘယ်ဟာလဲငါလည်းမသိဘူးလာပါဘာသာအဲ့ဒီပူနေတဲ့ဥစ္စာမလုပ်ဘူးမလုပ်တော့ရပါပြီဒီတော့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ရိုးကောင်ဘယ်ရောက်ဒီရိုးကောင်ဒီမှာအဲ့နေပါဒီရိုးကောင်ဘယ်ရောက်လာလဲငါလည်းမဆောက်ထားပါနှမြကြီးလို့ပေါ့ဟုတ်တော့မဟုတ်တော့ငါဒီနေရာလေးငါပို့ထားပါတယ်ကြည့်ကြဒီနေရာဘာလို့ပြောက်သွားထူးစမ်းနေတယ်တခုကလိုက်ဆိုင်ပြီးရင်တစ်ချက်ထပ်မရချန်စကူကားမလေးတော်သက်သာရှိချက်ကျွန်တော်ချန်ဝင်ကျွန်တော်ဘာဆောင်မလဲကောင်းမှရှိသလိုပြောထားတယ်နော်အဲ့ဒါမေ့ပါနဲ့ဥမာနဲ့ပြောဝါဆောက်ဖို့အိမ်ဆောက်ဆိုရင်အိမ်ဆောက်ပြီးပါမယ်ကျွန်တော်နေရနေကာမှုလားကာဘနော်ကာလို့ညားလူတွေဟာဗျနော်ဘယ်ဒီကာမလဲဆိုတော့ခဏနေကျွန်တော်ကာကျင်တော့ပြောရဗျာ你那么高兴吗？高兴。ကျွန်တော်အဲ့လောက်ကားချင်တယ်ကျွန်တော်စိတ်ကူပေါ့ဒီတကယ်တမ်းဖြစ်လာမလားကျွန်တော်လည်းမသိကောင်းလားညာလဲမူးချိုးတော့မယ်စောက်ရရှိရတယ်ကျွန်တော်စောက်ညာလဲမူးချိုးသွားအိတ်လေသူကမှပြန်ထလာအိတ်တာမြန်နေတာငေါ့ဆိုအိမ်ရှင်းနေဆိုင်မှာလောက်ကြဟုတ်မှားလို့ကျွန်တော်အိတ်တနားရောကြာတယ်အိတ်ချင်ဒီနေ့မှ5 စက္ကန့်မကြာဘူးခဏပါဆောက်တိတ်တော့မပြီးသေးဘူးဗျာ
ထပ်ဆောက်ဟောတော်တယ်ရောက်တော့ဆောက်ထားလို့အေးလက်ကရန်တလူခါဘလို့ဖြစ်သွားလဲကျွန်တော်ချက်ချိုးလိုက်ပါဒီတန်းပြောင်းလေကျွန်တော်ဆောက်နေတာနီးတော့ပြီဟေးပြီးတော့တန်ဆောက်နေဘယ်လိုလုပ်ရမလဲဟိုမသိတာပြေးသွားပြီထပ်ဆောက်ဖို့တော့လိုသေးတယ်ဟာနိုင်ခဏကျွန်တော်ဒီနေရာမှာကျွန်တော်ဘာလေးလိုအပ်လဲကျွန်တော်စဉ်းစားအခုမှကျွန်တော်ကြံရနဲ့တော့လေးโอเคနဲ့တော့လေးပြူကုန်ပြီဆိုတော့နော်ရလာဒီဘက်ချလေဒီင်းဆောက်ပြီးနေကျွန်တော်ရက်တော့ဖြစ်ပါလေအဲ့ဒါကျွန်တော်လမ်းဆောက်ခိုင်းနေလေးစားကြပါနော်ဟိုလေးစားလိုက်တော့မယ်လို့ပြောတာစားတာခုနရဲစားမင်းခုမှလာMicrosoft ကဒါတော့မတွန်းတော့ဟုတ်ကကျွန်တော်ပါကွာမှာကျန်းစုံကျွန်တော်ဒီကနေပြီးကျွန်တော်ဒီဘို့ကျွန်တော်ခုံပြကြည့်နေပရိသတ်တို့ကြည့်ပါအကျန်းဆုံးဆိုဒါကိုပြောတာအဲ့ဒါနဲ့ကျွန်တော်ကယူရေးပြီးရှောက်ဆောက်တာဒါပဲပြီး Okay. Nhưng mà cho nó làm sao mà được đó. Đi nghe không, chúng nó lâu này dòng này là xem ra chi bà dòng em tị bà gì vậy nó thoát luôn vậy yeah. Rồi cho nó thoát luôn vậy nè rồi mình nhau nó cho nó bình bà bây giờ nó sao chịu nữa nha cho nó mà này mà thạch đấy sao mà này thạch ok bà ok này game đi rồi đó mai đồng mày đấy mua rồi nó sao được ăn này thì nếu video thì lâu rồi nó nên bên này chỉ mà bên đi chạy